Okay ဒီချက်တော့ဒီနေ့ trade လို့ကိုလေးဆွဲကြည့်အောင်ပေါ့နော်ဆိုတော့ trade လို့ကိုလေးဆွဲဖို့ရတဲ့ပထမအဆုံးဒီချက်ဒီ shape ထဲကနေပြီးတော့မှ rectangle လေးတစ်ခုယူလိုက်တယ်ပေါ့နော်ဒီလိုရွယ်စားလေးပဲပေါ့ဒီရွယ်စားလေးတစ်ချက်ယူလိုက်တာပေါ့နော်ဒီရွယ်စားလေးတစ်ချက်ယူလိုက်တာဆိုတော့အဲ့ဒါပြီးရင်ပေါ်ကနေပြီးတော့မှဒီချက်လိုပါယူလဲဆိုနောက်ထပ်ဒီလိုမျိုးလေးပဲเนาะတစ်ခုထပ်ယူလိုက်တာလေသူ့ကိုနည်းနည်းတော့တေးလိုက်တာပေါ့နော်ဒီပေါ်တင်ချင်တာကိုဆိုတော့ဒီချက်မှာကျွန်တော်တစ်ဝက်လောက်ပဲထားမယ်ပေါ့နော်Okay နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်အဲ့လိုမျိုးပဲဖြူရောင်လေးယူမှရမယ်ပေါ့နော်ဒါဘာကြောင့်လဲဆိုလို့ရှိရင်ဒီကောင်လေးကတေးတဲ့အခါကျတော့ကျွန်တော်ဒါလေးကိုဘာလို့လိုက်တာလဲဆိုလို့ရှိရင် shape fill ကိုကြတော့ကျွန်တော်ဖြူလေး fill လုပ်လိုက်ပေါ့နော် control C control V ဆိုပြီးတော့ copy paste လုပ်လိုက်ပါမယ်နော် Okay ဆိုတော့ဒါပြီးသွားလို့ရှိရင်ပေါ်မှာဒါမျိုးလေးပေါ့သူ့ရဲ့တုံးလေးကကြတော့သူကဒီလို round rectangle လေးဆိုတော့ဒီချက်ဒါမျိုးလေးတစ်ခုယူလိုက်တယ်ဆိုတော့ဒီပေါ်တင်လိုက်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီချက်ရှေ့နောက်ရွှေ့လို့ရတယ်ပေါ့နော်ဆိုတော့အစကတည်းကအဲ့ဒါလေးကိုကာလာချယ်ထားလို့ရတယ်ကျွန်တော်ကြိုက်တဲ့ကာလာလေးချယ်လို့ရတယ်ပေါ့နော်ဒီမှာအပေါ်လေးကို red ကာလာလေးချယ်လိုက်တယ်အောက်ကဟာလေးကိုဒီချယ်အောင် light blue လေးပေါ့နော်ဒီမှာ blue ကာလာလေးဒီချယ်လိုက်မယ်ပေါ့နော်သူ့ရဲ့ outline ကိုဒီချယ်လို့ပြောင်းလေးချယ်လို့ရတယ်တခြားအဲ့အောင်လည်းကျွန်တော်ထည့်လို့ရတယ်ပေါ့နော်ဒါကမှဒီချယ်လို့ကသဘောမကျသေးဘူးဆိုလို့ရှိရင်မောကာလာလေးကိုတွားပြီးတော့မှအပြာရောင်ကိုကျွန်တော်ကြိုက်တာယူလို့ရတယ်နောက်တစ်ခုကဒီကာလာနဲ့တစ်ထည့်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကထဲထဲမှာဘာကိုယူလို့ရလဲဆို eye dropper ဆိုပြီးသူ့ကာလာကုတ်ကိုထည့်လို့ရတယ်เนาะအဲ့ဒီကာလာကုတ်တိုင်းနဲ့ကျွန်တော်ကပြောင်းလို့ရတယ်ပေါ့နော်ဒီမှာလည်းပဲ eye dropper လေးကျွန်တော်ကထည့်လို့ရတယ် shape မှာတော့ recent color ဆိုပြီးဝင်သွားလိမ့်ဟုတ်ပြီเนาะ okay အဲ့ဒါပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီဘက်မှာအချုံလေးတစ်ခုရှိတယ်ပေါ့နော်ဆိုတော့သူကဒီလိုပုံစံလေးအဲ့ဒါလေးကိုကျွန်တော်လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီထဲမှာ rotate ထဲမှာဒါ flip particle လုပ်လိုက်တာပေါ့နော် color ကိုတော့ပြီးတော့မှပြောင်းပါမယ်ဆိုရဲပေါ်မှာသူ့ကိုဘာလုပ်မလဲဆိုတော့နည်းနည်းလေးသေးလိုက်တာနည်းနည်းလေးသေးလိုက်မယ်သေးပြီးသွားတဲ့အခါကျလို့ရှိရင်သူ့ကို control C control V ပြီးတော့ copy ပြီးတော့မှဒီပုံတင်မယ်ဒီဟာကိုတော့ကျွန်တော်ဒီပုံနည်းနည်း short ပေါ့နော်ဆိုတော့သူ့ကိုတင်လိုက်ပါဆိုတော့ coloring ကတော့ဒီမှာပေးထားတဲ့အတိုင်းပဲသွားချဲပါမယ်နောက်တစ်ခုအဲ့လိုပဲဒါလိုမျိုးလေးပဲ control C control V သူကကြတော့ဗာလဲဆိုနည်းနည်းပုံကြီးနည်းနည်းပုံပြောတာလူမျိုးတချို့အောက်ကိုချလို့ရတယ်ပေါ့နော်ပြီးရင်ဒီဟာလေးကိုကျွန်တော် control C control V ဆို copy ပြီးတင်လို့ရတယ်နည်းနည်းလေးထပ်ပြီးတော့ဒီဘက်ကိုရှည်လို့ရတယ်โอเคအဲ့တော့ဒီအထိဆိုလို့ရှိရင်ဒီချက်တို့ကဒါတစ်ခုပြီးသွားပြီပေါ့နော်ဒီလိုမျိုးလေးတစ်ခုပြီးသွားပြီဆိုတော့အဲ့ဒါပြီးသွားပြီဆိုဒီချက်တို့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီမြင်းချောင်းလေးပေါ့တွဲမြင်းချောင်းလေးချိန်လို့ရတယ်ဒီနှစ်ခုကြားထဲမှာချိန်မဲ့တွဲမြင်းချောင်းလေးဒီချက်တော့အဲ့ဒါကိုဘာပေးလိုက်လဲဆို gray color လေးပေးလိုက်တာပေါ့နော်ဒီမှာ gray color လေးပေးလိုက်တယ်သူ့ကိုဒီချက် back ကိုပို့မယ်အဲ့တော့ back ကိုပို့ပါမယ်ဒီမှာဆိုလို့ရှိရင် sun back ကိုဒီချက်တို့ပို့လိုက်ပို့ပြီးသွားတဲ့အခါကျလို့ရှိရင်ဒါလေးကိုဒီချက်နည်းနည်းလေးပို့ပြီးတော့မှအားကျင်နေဆိုလို့ရှိရင်တော့ 0.1 လောက်ဒီချက်ထားလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုသေးလေးဒီချက်ပပလေးလုပ်လို့ရတယ်โอเคဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဒီယထာမင်းလေးပေါ့နော် cycle လေးယူလိုက်မယ်ဒါလေး cycle လေးတစ်ခုပေါ့နော် cycle လေးเนาะcycle လေးတစ်ခုယူလိုက်အဲ့ဒီ cycle လေးထဲမှာဒီချက်ဒီမှာသူ့ကို black color ယူလိုက်တာဆိုတော့ cycle ထဲမှာနောက်ထပ် cycle တစ်ခုထပ်ပြီးတော့ယူမယ်အဲ့ဒီ cycle ကိုသေးပလိုက်သူ့ကိုကျတော့ color ကဘာယူလဲဆိုလို့ရှိရင်အဝါရောင်ယူပါမယ်ဆိုတော့ဒီလိုလေးဒီချက်ဒီဟာလေးကိုကျွန်တော်ရွှေ့လို့ရတယ်เนาะသူ့ကိုဒီမှာ center ထားလို့ရတယ်ပေါ့နော် center ထားလို့ရတယ်နည်းနည်းလေးထပ်ပြီးတော့သေးလိုက်မယ်ဒါမှအဲ့လိုရောက်နှစ်ခုစလုံးကို control C control V ဆိုပြီးတော့ copy ကူးပါမယ်copy ကူးပြီးတော့သူကနည်းနည်းတော့သေးရမှာပေါ့နော်သူနှစ်ခုစလုံးပုံပြီးသေးရမှာဆိုတော့ဒီချက်ဒီလောက်လေးထားလိုက်ဒီထက်ပုံပြီးသေးလို့လည်းရတယ်ဒီထက်ပုံပြီးသေးလို့လည်းရတယ်ဒါလေးကိုလည်းဒီထက်ပုံပြီးတော့မှသေးလို့ရတယ်အဲ့တော့ဒီမှာဒီနှစ်ခုပေါ့နော် okay အဲ့တော့နှစ်ခုပြီးသွားပြီဆိုရင်သူ့ကိုဒီချက်ဒီနေရာမှာချမယ် control C ဒီဘက်ကို copy ကူးမယ် control C control V နဲ့ပဲဒီချက်ကိုလုပ်ရဆိုရင်ဒီဘက်ကို copy ကူးလိုက်ပါဟုတ်ပြီနော်ဆိုတော့အဲ့ဒါတော့ဘာလုပ်ရမလဲဆိုတော့အောက်ကတက်နေပုံမြင်ရပြီပေါ့နော်နောက်တစ်ခုကကျတော့ဒီနှစ်ခုကိုနောက်ကိုရွှေ့ပြီးတော့မှအလဲကိုပါပြောင်းနောက်ဒီအဆုံးလေးရနေဆိုတော့ဒီလိုမျိုးလေးဆွဲပြီးတော့မှချဲလို့ရတယ်ဒီကိုလေရေးတာကိုရွှေ့လို့ရတယ်ဆိုတော့ဒါလေးလုပ်ရမယ်ပေါ့နော် okay ဆိုတော့ဒီချက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အရှိမမီးလုံးလေးတက်မယ်ပြီးတဲ့အခါကျတော့ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်အခုံးလေးတက်လို့ရတယ်ဆိုတော့မီးလုံးလေးတက်တဲ့နေရာမှာအမျိုးမျိုးယူလို့ရတယ်ဥပမာဖြင့်ဒီလိုမျိုးစာလေးကိုယူပြီးတော့မှ
เนาะဒါလေးကိုဒီချေတို့က rotate ဆိုပြီးတော့မှဒီလိုလေးပေါ့เนาะ flip လုပ်ပြီးတော့မှအရောင်လေးပြောင်းပြီးတော့ရှေ့ကနေသွားပြီးတော့မှဒါမျိုးပေါ့เนาะတက်ချင်လေးရတယ်ဒါမျိုးတက်ချင်လေးရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီချေတို့ကသူ့ကိုcycle နဲ့သွားပြီးတော့မှ fragment ထုတ်လိုက်လည်းရတယ်ပေါ့နော်ဒီဆိုတော့ဒီမှာဒီတိုင်းလေးပဲသွားပြီးတော့မှတက်လိုက်ပါဟုတ်ပြီနော်โอเคနောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်ဒီရှေ့ကအချုံလေးပေါ့နော်ဒါလေးကတော့ကျွန်တော်ဒီမှာရှိနေပြီးသားပါအဲ့ဒီကနေတော့ဒီကျွန်တော်တစ်ခုယူပြီးတော့မှတက်လိုက်လို့ရှိရင်ရတယ်ပေါ့နော်တချို့ကြတော့လေဒီလိုမျိုးအခွိုင်းလေးမတက်ချင်ဘူး tree ကန်လေးတက်ချင်တာလည်းရှိတယ်တချို့ကြတော့လေဒါဆိုလို့ရှိရင်လည်းကျွန်တော် tree ကန်လေးတက်လို့ရတယ်ဥမာဒီလိုဟာမျိုးပြောရလဲဆိုရင်ဒီမှာဆိုအချုံလေးတွေပါဒီရှေ့မှာဆိုချုံလေးတွေပါဒါလေးတစ်ခုတည်းပဲဒီလိုပုံစံသွားတာပေါ့နော်ဒီကျတော့ဒီရှေ့မှာအချုံလေးတွေတက်ချင်တယ်ဆိုလို့ရှိရင်ဒီချေတို့ကဒီကနေပြီးတော့မှငင်းကြောင်းနဲ့ဆွဲလဲရတယ်သို့မဟုတ်ဒီကျတော့ဒီအချုံသွားလို့ရမယ့်ဟာလေးပေါ့နော်ဒါလေးနဲ့ချုံသွားရင်လည်းရအဲ့တော့ဒီထဲလေးကနေပြီးတော့တစ်ခုယူလိုက်ပေါ့နော်ဟိုတရားဒါလေးယူလိုက်လည်းရတယ်ဒီဟာလေးပေါ့ဒီဟာလေးယူပြီးတော့ဒီချာဟိုဘက်ကိုရွှေ့လိုက်တာပေါ့နော် flip လုပ်လိုက်တာ flip လုပ်လိုက်ပြီးတော့မှဒီလိုအရှိရနေပြီးတော့မှဒီလိုပုံစံလေးပေါ့ဒီလိုလေးသွားပြီးတော့မှတက်ပေါ့နော်ဒီမှာအနီရောင်လေးတစ်ချိန်ပြောင်းလိုက်ပေါ့โอเคကြဒါဆိုလို့ရှိရင်ကျတော့ဒီရုံးစာလေးတစ်ခုပြီးသွားပြီပေါ့နော်အဲ့တော့တချို့ကျတော့လေ train logo ဖြစ်တဲ့အတွက်ကြောင့်မို့ logo ဆိုတာအဲ့လိုမျိုးအရင်ကြီးရှည်လို့မရဘူးlogo ဒီဒါဆိုရင်တော့ဒီချေတို့ကသူ့ကိုအကုန်လုံးဆက်လက်မှတ်ပြီးတော့ group ဖွဲ့လိုက်လို့ရှိရင်ကြီးရင်ကြီးလို့ရတယ် train logo ကြီးလို့ရတယ်အဲ့တော့အဲ့ဒီ train logo ကိုတချို့ကျတော့လေအရှိရမှာမလို့ချင်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီရှေ့ရဥစ္စာကဒီ logo ဆိုတာခက်တိသေးပဲထားရတာဒါကြောင့်မလို့အရှိရတစ်ခုလေးနဲ့ပဲဒီချေတို့အဆင်ပြေတယ်လို့ယူဆရင်ဒါဒီချေတို့ကဖြတ်လိုက်ဒီနောက်မှာပေးထားတဲ့ဒီကောင်ဒီချေတို့ကလုပ်မယ်ဆိုလို့ရှိရင်ဖြတ်ပြစ်မယ်train logo ကျွန်တော်တစ်ခုလေးပဲထားမယ် train logo ဒီတစ်ခုလေးပဲထားအဲ့မှာမှမလုပ်လို့ရလဲဆို file လိုပဲ cycle လေးတွေနှစ်ထပ်လောက်ပတ်လိုက်ပြီဒီရှင်းမှာ cycle လေးတွေမလုပ်လိုက်ဘူးဆိုလို့ရှိရင်နှစ်ထပ်လောက်ပတ်လိုက်เนาะဒီနှစ်ထပ်လောက်ပတ်လိုက်ပြီးတော့မှsend to back ကိုပို့လိုက်ပြီးတော့မှ background မှာကိုက black ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင် white တော့ something เนาะဆိုတော့အဲ့လိုမျိုးထားပြီးတော့မှဒီလို logo လေးတွေလုပ်လို့ရတယ်ဆိုရင်မှာ shape outline နဲ့မှာဆို weight ကိုကျွန်တော် 6.10 ပါဆက်ကြည့်တဲ့ပြင်ထားလို့ရတယ်ဆိုတော့ဒီလိုလေး logo လေးဒီလိုလေးဆွဲလေးရတချို့ကျတော့လည်းဒီ logo လေးကိုနှစ်ထပ်ပေါ့နော်နှစ်ထပ်ထားလိုက်ပြီးတော့မှနှစ်ထပ်ထားလိုက်ပြီးချိုးကြတယ်စာလေးတွေကိုကွေးပြီးတော့ရေးချင်တယ်ဒီကောင်ကို send to back လို့အောက်ဆုံးကိုပို့လိုက်ပေါ့နော်အောက်ဆုံးကိုပို့လိုက်ပြီးတော့မှအဲ့ဒါကိုဒီကျွန်တော်ကဘာ color ချင်လဲဆို shape ပြောင်းကြတော့ထဲထဲမှာပြရအောင်လို့ black အကောင်တစ်ခုပေါ့နော်ဒီကျွန်တော်ထည့်ပြီးတော့မှချင်လို့ရဒါဆိုလို့ရှိရင်ဒီကျွန်တော်ကဒါ train လို့တစ်ခုချင်းဆွဲလို့ပြီးသွားပြီသူ့ကိုတော့ခိုင်းလို့ဒီကျွန်တော် save as လုပ်မယ်ဘာနာမည်နဲ့ save as လုပ်မလဲဆိုလို့ရှိရင်ခုနက browsing history တွေမှာဒီကျွန်တော်ကထားထားမလဲဆိုတော့အဲ့ဒီချက်ထဲမှာပေါ့နော်ဒီကျွန်တော် logo ဆိုတဲ့ထဲထဲမှာTIR train logo ဒါပေမဲ့ဘာနဲ့တော့ထားချင်တာလဲဆိုလို့ရှိရင် JPG PNG နဲ့ထားချင်တာတော့မေးပါလိမ့်မယ် just this one ပေါ့နော်ဒီ slide တစ်ခုလည်းလို့ပြောလိုက်တာတစ်ခုလည်းရောက်သွားအဲ့တော့အဲ့ထဲသားပြန်ကြည့်တဲ့အခါကျလို့ရှိရင်ဒီစလို့ကဘာပဲထွက်နေမှာလဲဆိုဒီလိုမျိုးဘေးတော့ပေါ့နော်ဘေးတော့မှာကျန်နေတဲ့ဥစ္စာမျိုးထွက်အဲ့တော့ဘုပန်းဝယ်ဘာနဲ့ဖွင့်ရလဲဆိုလို့ရှိရင်ပိတ်နဲ့ဖွင့်မယ်ဖွင့်ပြီးသွားတဲ့အခါကျရင်ဘေးနားမှာရှိနေတဲ့ဘောင်လေးခုံကိုဒီကျွန်တော်ကချုံပြတယ်ပေါ့နော်ပထမဆိုရင်ဘေးနားဘောင်ကိုကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ဒါလေးချုံလိုက်တာဒါလေးချုံလိုက်မယ်ဒီကောင်မျိုးလည်းကျွန်တော်တို့ဘေးနားအောင်ချုံအဲဆိုရင်ဒီကျွန်တော်ကဒီဟာလေးကိုအဓိကတော့ဒီထောင်သေးသေးလေးတွေပေါ့ဒါလေးတွေကိုကွက်တီသွားပြီးတော့မှဖြစ်အောင်ပေါ့နော်โอเคကဲခုဆိုလို့ရှိရင်เนาะကျွန်တော်က train လုပ်နေတခုဆိုလို့ပြောတာเนาะဟုတ်ပြီလား